အတန်ကြာတဲ့ခါမှာတော့မိရင်ရဲ့အလင်းအောင်ကြောင့်သူနာလာတော့သူကိုတေချာတွေးလိုက်ကြလေသူရဲ့အဖေနဲ့အသက်မတိမ်မရင်ရှိရန်တူသောလူကြီးတယောက်ပေါက်တူးနေခေါ်ပြားကိုနှစ်လက်ပူထမ်းလာပြီးလက်တစ်ဖက်မှာမိအိမ်ကိုကင်လာခြင်းဖြစ်တော်တယ်အုတ်ကူပေါ်အိတ်နေတဲ့မောင်ဘိုးတင်ကိုတွေးတဲ့အခါအဲ့ဒီလူကြီးကအံ့ဩသွားပြီးမောင်ဘိုးတင်ကိုစကားဆိုလာလေတယ်ကောင်းလေးဘာလုပ်နေတာအချိန်မတော်ကြီးတင်းညိုင်းနေမှာအိတ်နေရလေဗျာခမရဘာလုပ်တာငါမမင်းနဲ့မင်းနဲ့ဘယ်သူဖော်ပါသေးလဲဘယ်သူမှမပါဘူးကြုံမင်းတာဖြစ်အောင်ခမရကျုပ်တို့ရမဟုတ်ဘူးမလားဟုတ်တယ်လုံးစရာရှိလို့လာတာဒီချိန်ဘာမဟုတ်တာလာလို့တာကောင်းလေးမင်းကအလားသားပဲဒီချိန်မင်းကတင်းတိုင်းထဲမှာတယောက်တည်းအိတ်ရဲတယ်ဆိုတော့မခေဘူးကွာမင်းဘာလာလို့တာလဲမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျာမင်းကြွက်ထောင်လို့ရရင်အဲ့ကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာဗောအေးငွေဘယ်လောက်ရလဲတကောင်ပြား90လောက်တော့ရတယ်ဗောဗျာဒီညမင်းကောက်ကူညီ90ပေးမယ်ကွာဘယ်သူမှတော့ရှောက်မပြောအောင်ဘယ်လိုလဲမောင်ဘိုးရင်ခက်တာဗျာစဉ်းစားလိုက်တယ်ကြွက်ကြီးသားတကောင်ရပါပြား90လောက်ရတာတနေ့9ချက်ရဖို့ကြွက်ကြီး10ကောင်မိမှရလိမ့်မယ်အခုဒီလူကြီးကတညာတဲ့90ပေးပြီဆိုတော့မောင်ဘိုးတွေလိုချင်မိတယ်သူစဉ်းစားနေချိန်မှာအဲ့ဒီလူကြီးကထပ်ပြီးတော့စကားဆိုလာပြန်နေကောင်းလေးမင်းကြီးရတာအကြောင်းလန့်ရှိပုံမပေါ်လို့ငါခေါ်တာနော်90ဆိုတာနဲ့တဲ့ပမာဏမဟုတ်ဘူးအေးဗျာကျုပ်လုံးမယ်ကဲဒီလိုမှဘူးဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရဘူးနော်ပြောရင်မင်းကိုသိအောင်တတ်မှာကြားလားတေးမကြောက်တော့မောင်ဘိုးတွေမင်းဒိုလူကြီးတေချာကြည့်ပြီးတော့ပြောတဲ့စကားများကြောင့်ကြက်သိမ်းပင်ထားသွားမိပါလေအဲ့တော့မောင်ဘိုးထင်ကအဲ့လူကြီးကိုတေချာကြည့်လိုက်ကစိတ်ချပါဗျာဘိုးတင်ဆိုကျုပ်ကဂရိတီပါတယ်ဗျာကြိုက်တယ်ကွာလာခဲ့ဒီမီးရင်ယူမင်းတို့ရွာမနေ့ကသေသွားတဲ့မိန်းကလေးတယောက်မြုပ်ထားရှိတယ်မလားရှိတယ်ကျုပ်နေ့လေငှက်လာပြစ်နေတော့လာမြုပ်နေကြတာဟိုဘက်မှာအုတ်ကူလားမဟုတ်ပြမြေပုံပဲရွာလဲအမားတွေပိုးထီပြီးသေတာအပြူမဟုတ်လားဟုတ်တယ်ဗျငါ့ကိုလိုက်ပြသန်းကွာမောင်မိုးတွေကမီးရင်ကိုယူပြီးတော့နေ့လေကမြုပ်ထားတဲ့မျိုးသမီးရဲ့မြေပုံကိုရှာလိုက်တော့တယ်အချိန်သိကြကြမရှာလိုက်ရပါခြုံတော်များကိုရှင်းလင်းထားတဲ့နေရာမှာမြေပုံအသစ်တစ်ခုတွေ့ရလေတယ်အဲ့ဒီမြေပုံရဲ့ထိပ်မှာတစ်သားပြားကိုနာမည်စာရေးထိုးထားတဲ့မန်နွယ်ဝင်းအသက်23နှစ်ဟုမှတ်တိုင်လေးကိုမောင်ဘိုးနဲ့လက်မှာကင်ထားတဲ့မိရင်လင်းအောင်ကြောင့်အတိုင်းသားမြင်နေရလေတယ်အဲ့ဒီမြေပုံနားရောက်တဲ့အခါမောင်ဘိုးထင်ရဲ့နောက်မှလိုက်လာတဲ့လူကြီးကပေါတူးနဲ့ဂေါ်ပြားကိုအောက်ကိုပြစ်ချလိုက်ပြီးပစိုးကိုတိုးတိုးဝစ်ကပြစ်ချထားတဲ့ပေါတူးနဲ့ဂေါ်ပြားနဲ့ပေါတူးကိုယူလိုက်ပြီးတော့မြေပုံကိုတူးလိုက်ရမှာမောင်ဘိုးထင်မျက်လုံးပြူးသွားပြီး